ဒီလိုလေးပဲရမ်းခမလားအမိုက်စားပြပေးမယ်လိုက်ခဲ့နားလိုက်တာအိုးကျွေသားနဲ့လှုပ်ထားတာပဲတကယ် luxury ဆန်ဆန်ကြီးကိုလှုပ်ထားတာကြီးစားကျွေသားလေးနဲ့ဆိုတော့ဒီမှာကြည့်ခေါင်းချပြီးတော့အိတ်မယ်ဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေတဲ့အသားလေးနဲ့လှုပ်ထားတာနော်အထူးသဖြင့် beauty salon တွေမှာဆိုလို့ရှိရင်တချို့တွေကကြတော့လေဘယ်လိုပုံစံမျိုးဖြစ်လဲဆိုလို့ရှိရင်နေရာပေါ့နော်နေရာအခက်အခဲဖြစ်တဲ့သူတွေအများကြီးရှိရယ် barber shop လို့ဘာလို့လို့မှာခေါင်းကလည်းရှော့ကျင်သေးတယ်ယူရိုကလေအဲ့ဒါဆိုလို့ရှိရင်ဒါမျိုးဝယ်မှအဆင်ပြေမှာဒါမျိုးကလုံးဝချင်းအသားကြီးဆိုတာ share ကောင်းနော်တစ်ဆက်လုံးကိုကြည့်လိုက်ဒီမှာရိုးလေးလုံးဝအောက်မှာ6တော့ချစရာနေရာတွေရောအကောင်လုံးတေချာစီမံပေးထားတယ်နော်ကြွေကန်လေးနဲ့လှုပ်ထားတာဖြစ်တယ်နောက်ပြီးရင်အယောင်လဲကြွေက2ယောင်ရအောင်မယ် black and white ဒါပြင်ဒီမှာဆိုလို့ရှိရင်လဲစိတ်တိုင်းကြား color မျိုးစုံကိုလဲရိုးလေးတော့အကောင်းဆုံးလုပ်ပေးမှာဖြစ်ပါတယ်အမြန်ဆုံးဝယ်ယူအားပေးလိုက်ဖို့ရိုးလေးကခေါ်လိုက်ပါလေခင်ဗျာ